Hello ဒေါက်တာသီရိ Healthy Living Channel မှာကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုမှာပြောပြချင်တဲ့အကြောင်းအရာကတော့သွေးဆုံးကန်နည်းနဲ့သွေးဆုံးချိန်မှာအမျိုးသမီးတွေခံစားရလေရှိတဲ့ anxiety လို့ခေါ်တဲ့စိုးရိမ်ပူပန်ခြင်းကိုသက်သာစေမယ့်နည်းလမ်း9ချက်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။သွေးဆုံးကန်နည်းနဲ့သွေးဆုံးချိန်အသက်40ကနေ55နှစ်အတွင်းအမျိုးသမီး10ယောက်မှာ9ယောက်ဟာစိုးရိမ်ပူပန်မှုလွန်ကဲခြင်းဝမ်းနည်းလွယ်ခြင်းစိတ်တိုလွယ်ခြင်းစတဲ့စိတ်အတက်ကြမြန်တဲ့လက္ခဏာတွေကိုခံစားရရှိတယ်။သွေးဆုံးကန်နည်းနဲ့သွေးဆုံးချိန်မှာအမျိုးသမီးတွေရဲ့စိတ်ဖိစီးပူပန်မှုရောကြစေရန်နံပါတ်1အချက်အနေနဲ့မပြင်းထန်ပဲညင်သာတဲ့လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။မျိုးသမီးတွေကစိတ်ဖိစီးပူပန်နေချိန်မှာငြိမ်ငြိမ်လေးပဲနေကြတာများတယ်။အဲ့လိုငြိမ်မနေပဲခန္ဓာကိုယ်ကိုအနှဲငယ်လှုပ်လှုပ်ရှားရှားလုပ်ပေးပါခန္ဓာကိုယ်ကိုဘလို့ပုံစံပဲဖြစ်ဖြစ်အနှဲငယ်လှုပ်လှုပ်ရှားရှားလုပ်ပေးမယ်ဆိုရင် natural painkiller တစ်မျိုးဖြစ်တဲ့ endorphin hormone ထွက်လာပြီးစိုးရိမ်ပူပန်မှုလက္ခဏာတွေကိုတိတိတသာလျော့နည်းစေမှာပါနံပါတ်2အချက်အနေနဲ့ prebiotic တောက်ပေးခြင်းအရောင်မျိုးစုံဟင်းသီးဟင်းရွက်အသီးနှံတွေစားပေးခြင်းဖြင့် natural antioxidant ဖြစ်တဲ့ polyphenol ပါဝင်တဲ့အတွက်ကြောင့်ဦးလန်းချောင်းနှင့်အုံနောက်ကျန်းမာရေးကိုအထောက်အကူပြုပြီးစိုးရိမ်ပူပန်မှုတွေကိုလျော့ကျစေမှာပါဂျုံချမ်းပါမုတ်တွေအဆီနည်းတဲ့ပရိုတင်းတွေဖြစ်တဲ့ကြက်ဥပဲတိုဘူးစတာတွေစားပေးခြင်းဖြင့်သွေးရင်းတကြားဓာတ်ကိုထိမ့်ပေးပြီးသွေးဆုံးချိန်စိုးရိမ်ပူပန်မှုကိုလျော့နည်းစေတယ်နံပါတ်3အချက်အနေနဲ့တရားထိုင်ခြင်းယောဂကျင့်စဉ်များအသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းတစ်နေ့ကိုအနည်းဆုံး8နာရီအိပ်ခြင်းစတာတွေဟာလည်းအုံနောက်ကိုလန်းဆန်းစေပြီးစိတ်ခံစားမှုကိုကောင်းစေပါတယ်နံပါတ်4အချက်အနေနဲ့မာဆယ်ကြွက်သားတွေတင်းပြီးညဘက်အိပ်မပျော်တဲ့အတွက်စိုးရိမ်ပူပန်မှုဖြစ်နေရင်မဂနီဆီယမ်ဆပ်ပလီမန့်ဖြည့်စွက်စေအမျိုးအစားတွေထဲမှာမဂနီဆီယမ်ဂလိုက်ဆင်းနိတ်ကိုတောက်ပေးသင့်ပါတယ်နံပါတ်5အချက်အနေနဲ့အိုမီဂါ3ငါးကြီးစီတောက်ခြင်းဒါမှမဟုတ်ဆယ်မွန်စာရင်းကစားပေးခြင်းတို့ဟာလည်းအုံနောက်ကျန်းမာရေးကိုအထောက်အကူပြုပြီးသွေးဆုံးချိန်စိတ်ဖိစီးမှုကိုလျော့နည်းစေပါတယ်နံပါတ်6အချက်အနေနဲ့ adaptogen လို့ခေါ်တဲ့သဘာဝဆေးဘက်ဝင်အပင်နဲ့မှုကထုတ်တဲ့ beverages ဖျော်ရည်တွေကလည်း stress hormone လို့ခေါ်တဲ့ cortisol မြင့်တက်မှုကိုလျှော့ချပေးပြီးသွေးဆုံးချိန်စိုးရိမ်ပူပန်မှုကိုလျော့နည်းစေတယ်ဆက်လက်ပြီး hormone replacement therapy နဲ့ cognitive behavior therapy လို့ခေါ်တဲ့ကုထုံး2မျိုးအကြောင်းအနည်းငယ်ပြောပြပေးပါမယ်ဒီကုထုံး2မျိုးကတော့သက်ဆိုင်ရာအထူးကုဆရာဝန်တွေနဲ့တိုင်ပင်ပြီးကုသရန်လိုအပ်ပါတယ်နံပါတ်9အချက်အနေနဲ့ hormone replacement therapy ဟော်မုန်းအစားထိုးကုသမှုဟာလည်း estrogen level ကိုတည်ငြိမ်စေပြီးစိတ်ခံစားမှုကိုကောင်းမွန်စေတယ်။နေကင်းဘက်မျက်နှာလဲပင်ရင်ဘတ်တွေမှာပူခြင်းညဘက်ချွေးအယမ်းထွက်ခြင်းကိုလျော့နည်းစေတယ်။ HRT တောက်ဆေးထိုးဆေးကတ်ခွာလိမ့်ဆေးကျယ်ဆိုပြီးပုံစံမျိုးမျိုးရှိတယ်။ Cognitive behavior therapy သိမှုပြုမှုဆိုင်ရာကုထုံးနဲ့ကုသမယ်ဆိုရင်အပြည့်သဘောဆောင်တဲ့အတွေးတွေကိုဖျောက်ဖျက်နိုင်ပါတယ်။နောက်ဆုံးအနေနဲ့ပြောရရင်မိမိစိတ်ဖိစီးပူပန်မှုတွေရောကြအောင်သက်ဆိုင်ရာဆရာဝန်သို့မဟုတ်မိမိယုံကြည်စိတ်ချရတဲ့မိသားစုဝင်မိတ်ဆွေဆွေမျိုးတငယ်ချင်းတွေနဲ့လည်းဆွေးနွေးတိုင်ပင်မှုဟာလည်းအရေးကြီးပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကျန်းမာရေးဘူးဒုတာနဲ့ပတ်သက်တဲ့ update အချက်အလက်များကိုဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ဒေါက်တာသီရိ Healthy Living Channel ကို subscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်ရှင်။ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြရအောင်။